ပတ်စံ10 မီလီယံတောင်လူလိုက်တာကိုရွာကကျေးဇူးမတင်တဲ့အပြင်အမိုက်ကောက်သမားကိုတားယောက်ျားလေးမရှင်အလကားပဲဆိုပြီးတော့ဖမ်းလိုက်ပါတယ်နောက်ပြီးတော့သူလူထားတဲ့ပတ်စံတွေကအတုတ်ရောင်တွေပဲဆိုပြီးစင်ရဲသားကဒီလောက်ပတ်စံမရှိနိုင်ဘူးဆိုကတက်တရထောက်ကဘယ်မှလဲလို့တောင်းပါတယ်ရုတ်တရက်ပဲအတန်တခုကြားရပြီးတကားပေါက်ကနေမြို့တော်ဝင်ရောက်လာတော့အားလုံးထိတ်လန့်တကြားဖြစ်သွားပါတယ်မြို့တော်ဝင်လာတဲ့အကြောင်းရင်းကတော့ဒီရွာကနေထူးချွန်တဲ့ကလေး3ယောက်မွေးထုတ်ထားတဲ့သူရှိရလို့ကြားပြီးအဲ့သူကဘယ်သူလဲဆိုပြီးတော့ရှေ့ကိုထွက်ခိုင်းပါဖခင်ဖြစ်သူကလည်းအဲ့သမီးတွေကကျွန်တော်သမီးတွေပါလို့ပြောတော့ရွာသားတွေကမယုံမဲဝိုင်းဟာကြပါတယ်မင်းကအထမ်းရှင်းလိုချင်နေရပဲလို့ပြောပါတယ်အဲ့ချိန်မှာပဲတကားပေါက်ကနေခြေတန်းကျဲတွေကြားရပြီးကိုလူကျော်3ယောက်ထွက်လာပါတယ်တယောက်ကတော့တိုင်းသမားပဲဖြစ်ပါတယ်နောက်တယောက်ကတော့စာချဘိုးပဲဖြစ်ပါတယ်နောက်ဆုံးတယောက်ကတော့စီးပွားရေးပညာရှင်ပဲဖြစ်တယ်ရွာတကြီးကစိတ်တူပြီးလိန်ညာတဲ့ဆင်းရဲသားကောင်ဘာလို့သူများသားသမီးကိုကိုသားလို့လိန်ရတာလဲမင်းမသားယောက်ျားလေးမှမရှိတာလို့ပြောပြီးကန်ထုတ်ကြပါတယ်အဲ့အချိန်မှာဟတ်စကီတစီရောက်လာပြီးသမီး3ယောက်ရောက်လာပါတယ်ရွာကိုရောက်တာနဲ့ဖခင်လဲနေတာကိုကြည့်ပြီးအငယ်ဆုံးသမီးကအနီးဆုံးကရုံးကောင်လဲလက်ကိုလိန်ချိုးလိုက်ပါတယ်အဲ့တော့တိုင်းသမားကောင်ကသူနဲ့တိုင်းပညာရှင်မလားလို့မေးပါတယ်ဒါပေမဲ့မိန်းကလေးကလင်မြဲနဲ့တိုက်ချက်တွေကြောင့်တိုင်းသမားလည်းထွက်ပြေးသွားပါတယ်အဲ့ချိန်မှာစာချဘိုးကောင်ရောက်လာပြီးငါထိတ်တန်းတိတ်ပိုင်ပညာရှင်ပဲလို့ကြွားပါတယ်အဲ့ဒါနဲ့ဒုတိယသမီးကမန်နေဂျာကိုဖုန်းခေါ်လိုက်တော့မန်နေဂျာကသဘောပေါက်ပြီးစာချဘိုးကိုဆဲပါတယ်စာချဘိုးလည်းဒူးထောက်တောင်းမှန်ပြီးသူ့ရဲ့အကြီးကမှန်မသိလို့ပါတော့ပြောနေတော့မှပဲတကားဘောကနေခုနကအတိုင်းသမားရောက်လာပြီးတော့သူ့ရဲ့ဆရာဝါတုတ်ဘိုးတော်ကိုခေါ်လာပါတယ်ဒါပေမဲ့ဝါတုတ်ကမျက်နှာကိုမြင်ပြီးကြောက်ကြောက်နဲ့ဒူးထောက်တောင်းမှန်ပါတယ်မိန်းကလေးကတကယ်တမ်းရှိုးဝတ်တိုင်းကောင်းဆောင်ဖြစ်နေလို့ပါပဲနောက်ပြီးတော့အပန်းအောင်ကောင်ရောက်လာပြီးသူကချမ်းသာတဲ့ကုမ္ပဏီတစ်ခုနဲ့စီးပွားရေးလက်တွဲလှုပ်ဆောင်နေကြောင်းကိုပြောပါတယ်သူကတိုင်းပညာရောသိပ္ပံပညာထပ်ပါတာတယ်လို့ပြောပါတယ်သူကဖုန်းကိုထုတ်လိုက်ပြီးအရန်ချမ်းသာတဲ့လက်တွဲအလုပ်လုပ်နေတဲ့သူရှိတယ်ဆိုပြီးကြွားကျင်တာနဲ့ဖုန်းဆက်လိုက်တော့လေအကြီးဆုံးသမီးစီကဖုန်းတန်ထွက်လာတော့အကောင်လုံးထိတ်လန့်သွားကြပါတယ်